အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ငယ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့တဲ့နေကြားဇလန်တော်ရဲ့အပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီပိုင်းရဲ့အစမှာတော့မော်ဆရာဟာမင်းကြီးရဲ့နန်းတော်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးမင်းကြီးကချန်တန်ကွမ်းမြို့မှာရှိတဲ့မိစ္ဆာလေးကိုရှင်းလင်းခဲ့ပြီလားလို့မေးတဲ့အခါမှာတော့မော်ဆရာကသူ့ကိုတန်မာတဲ့လူရောက်တရားပေးဖို့တောင်းဆိုလိုက်ပါတယ်မင်းကြီးကခလေးငယ်လေးတယောက်ကိုတတ်ဖို့အတွက်လူဝက်လောက်လိုလားလို့မေးတဲ့အခါမှာတော့မိစ္ဆာလေးဖြစ်တာကြောင့်လူရောက်တရားလာရရင်သူစီလင်ပေးနိုင်ပါတယ်လို့မော်ဆရာကရှောက်တင်လိုက်ပါတယ်ချန်တန်ကွမ်းမြို့ရဲ့အကြီးအကဲလီချင်းရဲ့အိမ်တော်ထဲမှာတော့ရင်းသခင်မကြီးဟာသူ့ရဲ့မကြသေးခင်မှာမွေးဖွားလာတဲ့နေကြားဆိုတဲ့ရင်သွေးလေးကိုအဝတ်စားတွေဝတ်ပေးနေခဲ့ပါတယ်။မွေးလာတဲ့ကစကားပြောတတ်နေတဲ့နေကြားလေးကတားမွေးချင်ဘူးဖင်ပြောင်နေပဲနေချင်တယ်လို့ဆိုကထွက်ပြေးပြီးသူတို့ပုံနှန်းကစားနေခဲ့ပါတယ်။နေကြားလေးဟာအရန်ကိုအစောမှတ်ပြီးမှွေနောက်တတ်တဲ့ကလေးတစ်ယောက်ပါ။တရက်မှာတော့သူ့ရဲ့ကိုနှစ်ယောက်စီကနေအသီးနှံတွေကိုလိုက်လူစားနေခဲ့လို့သူ့ကိုနှစ်ယောက်လဲထွက်ပြေးနေခဲ့ရပါတယ်။ပြေးလာတဲ့လမ်းမှာအကိုတွေကအချွေရန်တယောက်နဲ့ဝင်တိုက်မိပြီးတစ်သီးပကံကလွတ်ကျသွားတဲ့အခါမှာတော့နောက်ကပြေးလိုက်လာတဲ့နေကြားလေးကမြင်သွားပြီးပြန်ကောက်ခါအချွေရန်မာလေးကိုပေးခဲ့ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်နေကြားလေးဟာအစော့မပိမဲ့ရင်ကျေးတဲ့ကလေးတစ်ယောက်ဆိုတာကိုသိနိုင်ပါတယ်။ပြေးလွှားရင်မောပန်းလာတဲ့အကိုနှစ်ယောက်ဟာနေကြားလေးကိုမျက်ခြေပြတ်ကြံခဲ့ပြီးအထင်နဲ့တစ်သီးတွေကိုစားဖို့ပြင်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲနေကြားရောက်လာပြီးအနားကကြောက်တုံးပေါ်တက်ခါအကိုနှစ်ယောက်လုံးရဲ့အသီးတွေကိုလူယူခဲ့ပါတယ်။ပြီးရဲ့နောက်မှာတော့သူတို့ရဲ့အိမ်တော်ရဲ့တတိုင်းမြင့်ကြီးပေါ်ကိုတက်ပြီးထိုင်စားနေခဲ့ပါတယ်။ဒီအချိန်မှာပဲသူ့အကိုတွေကရှာတွေ့သွားပြီးဒေါရထွက်ကတစ်သီးတွေကိုပြန်လူဖို့နေကြားလေးရှိနေတဲ့တတိုင်းပေါ်ကိုလှေကားထောင်ပြီးတက်လာပါတယ်။ဒါကိုနေကြားကတော့တစ်သီးတွေကိုအကုန်စားပစ်လိုက်ပြီးသူ့ကိုဖမ်းနိုင်ရင်လိုက်ဖမ်းလေလို့လောင်ပြောင်ကဘေးနားကသစ်ပင်ပေါ်ကိုထပ်တက်သွားပါတယ်။သူ့အကိုတွေဟာသူ့ကိုလိုက်ဖမ်းဖို့အတွက်တတိုင်းပေါ်တက်လာခဲ့ပေမဲ့တာမန်ကလေးတွေဖြစ်တာကြောင့်အမြင့်ကိုကြောက်လန့်ပြီးတုံတုံချိချိဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာနေကြားလေးကတော့အပင်ပေါ်ကနေအောက်ကိုထက်ချောဆင်းပြီးသူ့ရဲ့အကိုတွေကိုထပ်မံလှောင်ပြောင်နေပြန်ပါသေးတယ်။ဒီအချိန်မှာပဲသူတို့ရဲ့ဖေလီချင်းရောက်ရှိလာပြီးနေကြားကိုဆွဲမကမင်းတော်ကဲနေတာပဲနေကြားလို့ဆူလိုက်ပြီးသူ့ကိုနှစ်ယောက်ကိုတော့တိုင်းသွားခြင်းမို့ပြောလိုက်ပါတယ်။ဒါကိုနေကြားကသူလဲတိုင်းချင်းကျင်တယ်လို့သူ့ဖေကိုပြောလိုက်တဲ့အခါမှာတော့ငယ်သေးရကြောင်းတိုင်းချင်းလို့မရသေးကြောင်းကိုသူ့ဖေကပြောနေတော့နေကြားလေးကတော့ရှူးတောင်ပေါက်ချပြီးတောင်းပန်มาတဲ့ဖေဖေလို့ပြောကထွက်ပြေးသွားပါတယ်။တကယ်ကိုမနိုင်တဲ့ငမွေတိုးလေးတစ်ကောင်ပါပဲ။တစ်ဖက်မှာတော့မင်းကြီးဟာကြည်ချမ်းဆိုတဲ့စစ်တူကြီးတူကိုမကြေမချမ်းဖြစ်နေပြီးစစ်တိုက်ဖို့အတွက်တပ်သားတွေစုဆောင်းခိုင်းခဲ့ပါတယ်။အမတ်တယောက်ကစစ်တူကြီးကြည်ချမ်းရှိရဲ့ရှစ်ချီးနယ်ကနှင်းတွေအလွန်အကျွံထူထပ်နေရကြောင်းနောက်နှစ်မှတိုက်ဖို့အကြံပေးခဲ့ပေမဲ့မင်းကြီးကတော့သူ့လက်ရမ်းရနေပြီမို့အခုပဲတိုက်မယ်လို့ဆိုကစစ်တိုက်ဖို့ပြင်ဆင်ခိုင်းပါတော့တယ်။ဒါကြောင့်လီချင်းစစ်တူကြီးဟာလည်းတိုက်ပွဲမှာပါဝင်ဖို့အမိန့်ရပြီးထွက်ခွာဖို့ပြင်ဆင်နေပါတယ်။ကျင်းကြားနဲ့မူကြားဆိုတဲ့သူ့ရဲ့သားနှစ်ယောက်ကရန်သူတွေကိုအနိုင်တိုက်ဖို့ပြောခဲ့ပေမဲ့သူတို့ရဲ့အမေကတော့မင်းတို့ကဘာသိလို့လဲမင်းဖေတိုက်ရမယ့်ကြည်ချမ်းလူကြီးမင်းကလူကောင်းတစ်ယောက်ပါလို့ပြောပြခဲ့ပါတယ်။ဒီလိုနဲ့လီကျန်းလဲထွက်ခွာကန်နီးမှာအနားမှာရှိတဲ့သူ့သားနှစ်ယောက်ကိုလိမ့်လိမ့်မမနေခဲ့ဖို့နဲ့ညီငယ်သုံးဖြစ်တဲ့နေကြားလေးကိုလည်းဂယုဆိုင်ဖို့မှာရင်နေကြားကိုမတွေ့ရကြောင်းမေးခဲ့ပါတယ်။တကယ်တော့နေကြားလေးကနှင်းလူရောက်ရောင်ဆောင်နေရဖြစ်ပြီးသူ့အမေနဲ့အကိုတွေအထဲဝင်သွားတဲ့အခါမှာစစ်တိုက်တာကိုလိုက်သွားဖို့အတွက်သူ့အဖေလီကျန်းနောက်ကိုပြေးလိုက်ဖို့ပြင်မာတော့တယ်။ဒါပေမဲ့သူ့အမေကတွေ့သွားတာကြောင့်သူ့ရဲ့အကြံစီပြက်ပြယ်ခဲ့ရပါတယ်။ကြည်ချမ်းစစ်သူကြီးတို့ကလည်းမင်းကြီးတို့စစ်တပ်သူ့ကိုလာတိုက်မှာကိုသိထားတာကြောင့်တိုက်ပွဲပြူပါပဲချနေခဲ့ပါတယ်။ဒီအချိန်မှာပဲကြည်ချမ်းစစ်သူကြီးရဲ့သားကပြေးထွက်လာပြီးသူကလည်းတိုက်ပွဲမှာပါဝင်ပြီးရန်သူတွေကိုချေမှုန်းကျင်တယ်လို့အော်ပြောပြီးထွက်လာပါတယ်။ဒါကြောင့်ကြည်ချမ်းကတိုက်ပွဲမှာပါဝင်ဖို့ငယ်ရွယ်သေးပေမဲ့အောင်မြင်မှုရဲ့ရတာကိုခံစားမှုအောင်လို့ဆိုကလိုက်ခဲ့ဖို့ခွင့်ပြုခဲ့ပါတယ်။နောက်တစ်နေ့မှာတော့မော်ဆရာလည်းကြောက်တုံးမိစ္ဆာမရဲ့အမိန့်တိုင်းလူတရားကိုခေါ်ဆောင်ကထွက်လာခဲ့ပါတော့တယ်။တာမာတဲ့လူတွေလို့လာပြောတာနှင်းတွေကြောင့်ချမ်းလို့တုံတဲ့ကောင်နဲ့ခြေချော်ပြီးရှေ့ကလူကိုဝင်တိုက်လို့အကုန်တန်းစီပြီးချော်လဲရတာနဲ့အတော်လေးကိုခရက်ထနေကြတာပါ။ဒါကိုစောင့်ကြည့်နေတာကတော့ကြည်ချမ်းစစ်သူကြီးကိုတပ်ဖွဲ့ပဲဖြစ်ပြီးမော်ဆရာတို့အုပ်စုအနားရောက်လာတဲ့အခါမှာတော့တောင်ပေါ်ကနေနှင်းလုံးတွေကိုလှိမ့်ချပြီးတိုက်ခိုက်ပါတော့တယ်။ဒီလိုနဲ့မော်ဆရာတို့အဖွဲ့လည်းနှင်းလုံးတွေနဲ့ပြီးကုန်ကြပြီးကြောက်တုံးမိစ္ဆာမစီကိုမရောက်ပဲအနှိမ့်ဆရောက်ကုန်ကြပါတယ်။မော်ဆရာတယောက်ပဲရှောင်ရှားရုံးကန်ရင်းနဲ့နှင်းလုံးတွေနဲ့လုံထွေးပြီးရောက်ရှိသွားပါတယ်။မိစ္ဆာမစီကိုမဟုတ်ပဲမင်းကြီးစီကိုပြန်ရောက်သွားတာပါ။မင်းကြီးစီကိုပြန်ရောက်သွားတဲ့အခါမှာတော့မင်းကြီးကမော်ဆရာကိုစောင်းရတီကနေနွေရတီဖြစ်အောင်ထပ်ပြောင်းခိုင်းခဲ့ပါတယ်။မပြောင်းနိုင်ရင်သေတံပေးမယ်လို့ချင်းချောက်ခဲ့ပြီးတိုက်ပွဲကိုအနှောက်အယှက်ပေးနေတဲ့နှင်းခဲတွေကိုဖယ်ထုတ်ခိုင်းလိုက်ပါတယ်။ဒီလိုနဲ့မော်ဆရာလည်းဖြစ်စေရပါမယ်လို့ရှောက်တင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့အဲ့လိုလုပ်ပေးဖို့က၆တုံးမိစ္ဆာမစီသွားဖို့ကလွဲပြီးတခြားမရှိပါဘူး။ဒါကြောင့်ပဲလူရောက်တရားကိုခေါ်ကမိစ္ဆာမရှိရဂူတဲကိုထပ်မံချီတက်လာခဲ့ရပြန်ပါတယ်။ဒီတစ်ချိန်မှာတော့ဂူဝါကိုအရောက်มาတယ်မဲ့မိစ္ဆာမကသူ့ကိုဆွဲခေါ်သွားခဲ့ရကြောင်းဂူထဲရောက်ချင်းပဲလူရောက်တရားကိုခေါ်ဆောင်လာခဲ့ပြီဖြစ်ကြောင်းရှောက်တင်ခဲ့ပါတယ်။ကြောက်တုံးမိစ္ဆာမကလည်းသူ့လိုချင်တာရပြီဖြစ်တာကြောင့်မော်ဆရာအတွက်စောင်းရည်ကနေနွေရည်ကိုပြောင်းလဲပေးဖို့သဘောတူခဲ့တဲ့အပြင်မော်ဆရာကိုလည်းသူ့ရဲ့တပည့်အဖြစ်လက်ခံခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့လူရောက်တရားရဲ့ဝိညာဉ်တွေကိုစုပ်ယူစားသုံးပြခဲ့ပါတယ်။တစ်ဖက်မှာတော့ကြည်ချမ်းစစ်သူကြီးဟာကောင်းဝင်းမှာထူးဆန်းတဲ့တိမ်မဲပဲရုတ်တရက်တက်လာတာကိုတွေ့ရကြောင်းမကောင်းတဲ့နမိတ်များဖြစ်နေမလားလို့တွေးတောနေတော့သူ့ရဲ့သားကမိစ္ဆာပဲဖြစ်မယ်ဖေဖေလို့ဝင်ပြောလိုက်ပါတယ်
ဒါကြောင့်ကြည်ချမ်းစစ်သူကြီးကသူ့ရဲ့သားတော်လေးကိုစကားတစ်ခွန်းဆုံးမခဲ့ပါတယ်။အဲ့ဒါကတော့လူတွေရဲ့ချစ်ချင်းမြတ်တာနဲ့တမန်တမတ်ကြခြင်းကသာလူတွေကြားကစစ်မှန်တဲ့တရားပဲလို့ပြောကြရင်ဒီစကားကိုမမေ့ပဲမှတ်သားရဖို့မှာကြားခဲ့ပါတယ်။ဒါကိုသားတော်လေးကတကယ်လို့သားမေးခဲ့ရင်လည်းအဖေပြန်တတိပေးဖို့လို့ပြောလိုက်တာကြောင့်ကြည်ချမ်းစစ်သူကြီးကအခုအချိန်မှာဘရင်စိုးကအုပ်ချုပ်နေရကြောင်းတနေ့မှာအဖေမရှိတော့ရင်အဖေမလုံနိုင်ခဲ့တဲ့တာဝန်တွေကိုသားကဆက်လုပ်ပေးဖို့နဲ့ရဲရင်ဖို့အတွက်သာပြန်ပြောခဲ့ပါတယ်။နောက်ရက်မှာတော့လူတွေရဲ့ဝိညာဉ်တွေကိုစားတုံးထားတဲ့ကြောက်တုံးမိတ်ဆာမဟာဂူထဲကနေအလင်းတန်းတစ်ခုကိုထုတ်လုပ်ပြီးပတ်ဝန်းကျင်ကနှင်းတွေအားလုံးကိုအေးဖြော်ပစ်ခဲ့ပါတယ်။ဒီလောက်ရကြောင့်ပဲရေပေတလဟောစီးဆင်းလာခဲ့ပြီးစစ်သူကြီးကြည်ချမ်းရဲ့ခံတပ်ထဲကိုရေကြီးစေခဲ့ပါတယ်။တစ်ဖက်မှာတော့လီချင်းရဲ့အိမ်တော်မှာလည်းနှင်းတွေရေပျော်ကုန်တာကြောင့်နေကြလို့ညီကိုတွေလည်းပျော်ရွှင်စွာကစားနေကြပါတယ်။ရေတကုံပေါ်ကနေအရှိန်ဟုန်နဲ့စီးဆင်းကြလာတဲ့ရေတွေပေါ်မှာကပ်စီးလာခဲ့ပြီးအလုံးပျော်ရွှင်နေခဲ့ပါတယ်။ကစားနေရကနေတောင်ဆုံးတစ်ခုကိုရောက်သွားပြီးအောက်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ရေတွေဟာအစမတန်စီးဆင်းပြီးပတ်ဝန်းကျင်ကအရာအလုံးကိုဖုံးလွှမ်းကုန်တာကြောင့်ရွှေထူးတို့ပါမလွတ်တော့ပဲမျောပါသွားတာကိုမြင်လိုက်ရပါတယ်။ဒါအပြင်တချို့လူတွေပါရေစည်းနဲ့မျောပါကုန်ကြပါတယ်။ရေဘေးဒဏ်ကြောင့်စစ်သူကြီးကြည်ချမ်းလဲသူ့ရဲ့သားတော်လေးကိုခေါ်ရင်းမြင်းနဲ့ထွက်ပြေးလာရပါတယ်။ကန်ဆိုးကျင်တော့ထွက်ပြေးရင်းနဲ့မင်းကြီးတို့တက်နဲ့ပတ်ပင်းတိုးခဲ့ရပါတယ်။ဒါကြောင့်ကြည်ချမ်းခမရလဲရွေးစရာမရှိတော့ပဲသားတော်လေးကိုသာမြင်းပေါ်တင်ပြီးထွက်ပြေးဖို့လွတ်လိုက်ပါတယ်။ပြီးတဲ့အခါမှာတော့မင်းကြီးတို့တပ်ပတ်ကိုလှည့်ပြီးဘရင်စိုးကိုလာကစန်းဆိုပြီးစိန်ခေါ်တာကြောင့်ရန်သူတွေဝိုင်းလာတာကိုခံနေရပါတယ်။ဒီအချိန်မှာပဲရုံးမာတဲ့မှော်စရာဟာကြည်ချမ်းရဲ့သားတော်လေးကိုပြန်လဲဖမ်းခေါ်ပြီးကြည်ချမ်းရဲ့ရှေ့ကိုပြစ်ချလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲစစ်သူကြီးကြည်ချမ်းနဲ့သူ့ရဲ့သားတော်လေးဟာမင်းကြီးတပ်ဖွဲ့ရဲ့ဝန်းရံခြင်းကိုခံလိုက်ရရှာပြီးပတ်ဝန်းကျင်တစ်ခုလုံးဟာစိုးသွမ်းတဲ့မင်းကြီးရဲ့သဘောကျစွာရီမောတန်တွေနဲ့ပြည့်နှက်သွားကအပိုင်းနှစ်လဲတခန်းရက်သွားခဲ့ပါတယ်။အားလုံးပဲအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကိုကျေးဇူးတူးတင်ပါတယ်ဗျ။နောက်ပိုင်းတွေမှာပြန်တွေ့ကြပါမယ်။ See you ပါ။